နေရအမားကိုကျွလွန်လိုက်တဲ့ပုဂ္ဂိုလ်ဟာကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကဒါအိဆံပဲတစ်ခုအနေနဲ့ပြောတာဝတ္ထုလေးတစ်ပုဒ်နဲ့အမှားအများကြီးပဲရှိတယ်ဒါမျိုးတွေနော်တဏှာမှာအမှားလုပ်မိတဲ့ပုဂ္ဂိုလ်ဆိုတာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ကတ္တဗဘုရားရဲ့လက်ထက်မှာဘုန်းကြီးတစ်ပါးပဲဘုန်းကြီးကလည်းတာမန်ဘုန်းကြီးမဟုတ်ဘူးတော့ရအကြောင်းလေးတစ်ကြောင်းပါတဲ့သုံးပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်နေတဲ့ဘုန်းကြီးကောင်းအောင်မွန်နေပြီးတော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုန်းကြီးတော့ဘုန်းကြီးဆိုရင်ပဲအမှားမလုပ်ဘူးလို့မအောင်မေ့လေနဲ့စိတ်ထားဟာအမတန်မှအရေးကြီးတယ်နော်အဲ့ဒီကိုယ်တော်ကတော့ရအကြောင်းလေးတစ်ကြောင်းပါဒီလိုသတင်းသုံးတာအချိန်ရတိုင်းဝိပဿနာတရားကိုကြိုးကြိုးစားစားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဒီနေ့ကျတော့သူအမှားလုပ်ဖို့အားကျုံလာလဲလို့ဆိုလို့ရှိရင်သူကတကြွယ်တယောက်ကဆောက်ထားတဲ့အကြောင်းမှနေတာအဲ့ဒီတကြွယ်ကသူ့ကိုကိုးကွယ်လူလေးတွေမရှိစံကွမ်းလှူဒန်းတယ်ဒီနေ့ကျတော့အာဂနုကိုယ်တော်တစ်ပါးကြွလာအာဂနုကိုယ်တော်တစ်ပါးကြောင်းရောက်လာတဲ့အခါအဲ့ဒီကိုယ်တော်ကသူ့เจ้าကိုအရင်ရောက်တာမဟုတ်ဘူးဆုံးခံသွားရင်းနဲ့သူ့တကားနဲ့အရင်တွေ့လာတွေ့တော့တကားကမြင်တော့အဲ့ဒီအာဂနုကိုယ်တော်သိချင်ညိုတယ်ရှင်ဗျာတပည့်တော်เจ้าမှာတဲပါတပည့်တော်เจ้าရှိတယ်เจ้าကိုကြွသွားအာဂနုကိုယ်တော်ရောက်တယ်ဆိုတာအဲ့ဒီချိန်ထိအောင်သူကဟိုကမ္မဋ္ဌာန်းဘုန်းကြီးကမ္မဋ္ဌာန်းအားထုတ်နေတဲ့ရဟန်းတော်အာဂနုကြွလာတယ်ဆိုတော့လေးလေးစားစားဆက်ဆံရှင်ဘုရားဘယ်ကကြွလာတာတော့ဆိုသူတကားအိမ်ကကြွအဲ့ဒီချိန်ထိအောင်သူနေရာထိုင်ခင်းနေပေးပြီးတော့ကောင်းကောင်းမွန်မွန်ဆက်ဆံနေတယ်ညနေကျတော့တကားကအာဂနုဘုန်းကြီးကိုဂယုစိုက်တဲ့အနေနဲ့လူစရာတန်းစရာတွေနဲ့နော်ဂယုသက်ဆိုင်တဲ့ကျောင်းရောက်လာတဲ့အခါမှာသူ့စိတ်ကပြောင်းသွားနော်အမေတန်ကြောက်စရာကောင်းတယ်နော်ငါဂယုစိုက်တဲ့တကားကအခုငါလည်းပို့ပြီးတော့အာဂနုဘုန်းကြီးကိုဂယုစိုက်တယ်ဆိုတွေ့သွားတွေ့မိတယ်သူလည်းကမ္မထမ်းဘုန်းကြီးပဲဝိပဿနာကျင့်စဉ်ကိုကြိုးကြိုးစားစားအားထုတ်နေတဲ့ဘုန်းကြီးဖြစ်ပါရဲ့သားနဲ့အတွေးခေါ်အဲ့လိုဝင်သွားတယ်ဝင်သွားတာအာကလွှမ်းမိုးလာတော့ဆိုအိတ်တာဆိုတာလွှမ်းမိုးလာဒီကုတော်ကတကားကသူတစ်ပါးတည်းကိုဂယုစိုက်တာဟုတ်အခုသူနဲ့ပြိုင်ပဲကိုတော်တစ်ပါးရောက်လာတယ်အဲ့ဒီကိုတော်ကိုပိုဂယုစိုက်တယ်လို့သူကထင်တယ်တော်တော်ကြောက်စရာကောင်းတယ်နော်အဲ့ဒါဘုရားကကြာနန္ဒနေရာထိုင်ခင်းတွေပါလေပြင်းစင်ပေးလို့ကုံဝေယဝိဇ္ဇတွေအကုန်လုပ်ပေးပြသိမ့်မကြည့်ခြင်းဘူးနောက်ရကြတော့အရှင်ဘုရားတို့နှစ်ပါးလုံးဆက်စားကြွပါအိမ်ပင့်သွားမနဲ့ကြတော့အဲ့ဒီကိုတော့သူကမလိုက်စေခြင်းမလိုက်စေခြင်းတော့ဘာလို့တော့ဆိုမနဲ့အိယာကခေါင်းလုံးထိုးတာအဲ့ဒီနေ့ကျတော့လက်သေးလေးနဲ့အသားလေးခောက်လက်သေးလေးနဲ့အသားလေးခောက်ဘုရားမနိုးအောင်လုပ်အဲ့တော့မနိုးတော့သွားပြီးတော့ဒါမလိန်ခြင်းလို့ဝိနည်းလို့လုပ်တာပေါ့နော်သူအိတ်တဲ့ချောင်းဆောင်လေးကိုသွားပြီးတော့တကားကိုလက်သေးလေးနဲ့အသားလေးကြားလိုက်ခောက်လူဆိုတာအမူအရာကြည့်တာနဲ့သိနိုင်တယ်ဘုရားမနေရသိပြီဒီကိုတော့ငါ့ပေါ်မှာသိမလို့ဘူးဆိုတော့သိတော့ဉာဏ်နဲ့သိတယ်သူတို့ကလူရဲ့တဘာဝဆိုဉာဏ်နဲ့သိတယ်ဘာဆိုမျက်နှာရိပ်မျက်နှာကဲကြည်သလားမကြည်ဘူးလားဆိုတာမတန်မှထင်ရှားတယ်အဲ့ဒီကလေးကသိထားပြီဘုရားကတကယ်တော့တရားသူတရားမြတ်ရပြီးသားရဟန္တာပုဂ္ဂိုလ်ကြီးသူကသိအဲ့ဒါဘုရားမပါအောင်လို့တိတ်တဆိတ်သူကကြွသွားအိမ်ရောက်တဲ့ခါကျတော့ဗာပြောတော့ဆိုရှင်ဗျာအာဂန္တုဘုန်းကြီးရောမပါဘူးလားဆိုတကားကြီးအာဂန္တုအိတ်နေတာသုံးနေတာခေါင်းလောင်းထိုးတာလည်းမလို့ဘူးတကားသွားခောက်တာလည်းမကြောက်ဘူးဆိုတော့တကားကတော့ဘယ်လိုတွေးလို့ဆိုအရှင်ဘုရားတဲ့ခကြီးပန်းလာလို့နေမှာပါတဲ့ချိန်ပါစေတကားအဲ့လိုပြောသူကအဲ့ဒါခွင့်မလွတ်နိုင်အဲ့လိုပြောနေသူကအချိန်ကက်သွားပြန်ပြန်ပြီးတော့ခကြီးပန်းလို့နေမှာပါအရှင်ဘုရားပဲဖုံးပေးကဲဖုံးပေးပြီးတဲ့အခါကျတော့ကြာကြာနာနာသူ့ကတ်တဲ့အစာအာဟာရတွေအရှင်ဘုရားဒါလေးဆောင်းကျင်းသွားပါသူခကြီးပန်းလို့ချိန်နေတာဖြစ်ပါလိမ့်မယ်ဒါလေးကြောက်ရောက်တော့ကျွေးလိုက်ပါလုကနာစွမ်းနေထည့်ပြီးတော့ပေးလိုက်ပေးလိုက်တော့ယူတော့သွားတယ်မယူဘဲလည်းမနေရဘူးလေယူသွားတဲ့အခါကျတော့သူစားတော့လည်းရတာရှိတယ်ရတာရှိမှသိတော့ဒီဟာကျွေးလိုက်လို့ရှိရင်တော့ဒီကိုယ်တော်เจ้าကခွာတော့မှာမဟုတ်ဘူးဒါမျိုးစားရရင်သူဘယ်မှသွားတော့မှာမဟုတ်တော့အဲ့တော့ဒီစားစာငါဘယ်လိုလုပ်ရပါဘာဒီတိုင်းသွန်ပြစ်ခဲ့ရင်လည်းကြီးကနေကဝိုင်းထိုးရင်ငါလှုပ်တာပေါ်လိုက်တယ်ရေထဲသွန်လိုက်လို့ရှိရင်လည်းလုကနာဆိုတာထောဘကပါလာဟုတ်ခြေပေါ်မှာအစီတွေဝိနေရင်လည်းပဲဟောငါသွန်ပြစ်ခဲ့တယ်ဆိုတာပေါ်လိုက်တယ်ပေါ့ဘာမှမကြောက်ဘယ်လိုလုပ်လို့ဆိုသူ့เจ้าလေးကိုပြန်တဲ့လမ်းမှာတောမီလောင်ထားတဲ့နေရာရှိတယ်မိကြီးတွေကဲလက်ဆက်ပြအောင်လို့ဆိုပြီးတော့အဲ့ဒီတောမီကြီးခဲတွေခြားထဲမှာမိကြီးတွေရက်ပြီးအဲ့ထက်ကိုသွန်ထဲလိုက်အဲ့လိုလောက်ထိအောင်သူဖြစ်သွားတာနော်ဒါကပ္ပဒါထုတ်နေတဲ့ဘုန်းကြီးတွေပါနော်ပြီးတော့သူလည်းသူတော်ကောင်းတော့သူတော်ကောင်းပဲကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်တွေပါသို့တော့စိတ်ဓာတ်ပျက်စီးသွားပြီဆိုရင်ဘယ်သူကပျက်စီးတော့ဆိုအိတ်တမစ္စရိယပျက်စီးအိတ်ကပျက်စီးလိုက်လို့အဲ့ဒီပြင်းမှုတစ်ခုသူကျွလွန်မိသွားအဲ့ဒါနဲ့
လမ်းမှာပဲသွန်ထားခဲ့ပြီးတော့သူကြောင်းပြန်ကြောင်းရောက်တဲ့အခါကျတော့အဲ့ဒီကိုရောနေတဲ့နေရာသွားကြည့်တော့မရှိဘူးကွာအဲ့ကြတော့မှလန့်သွားစိတ်ထဲမှာအားချမ်းနေတိလို့နဲ့တူတယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်ပြီစိတ်မကောင်းကတာမန်မကောင်းဖြစ်တာမဟုတ်ဘူးဒီပုဂ္ဂိုလ်ဟာတကယ်ယန္တာပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်ငါအတွေးတွေအကြံတွေကိုသိလို့ဒီလိုဖြစ်လိမ့်မယ်အဲ့တော့ဒီမှာမနေတော့ဘဲနဲ့ကြွသွားတာဖြစ်လိမ့်မယ်စိတ်ထဲမှာအတော်စိတ်မကောင်းဖြစ်တဲ့အဲ့ဒီစိတ်မကောင်းတာဟာဘယ်တော့မှပြန်ကောင်းလာတော့တာမဟုတ်ဘူးလူဟာမဟုတ်တာလုပ်ပြီးသွားပြီဆိုရင် remorse လို့ခေါ်တယ် worry လို့ခေါ်တယ်လောကဖြစ်စိတ်မချမ်းသာဖြစ်နေတာနောက်ဆုံးမှာစိတ်မချမ်းသာဖြစ်သွားတဲ့အခါလူစင်စစ်ကလူပြိတ္တာသဘောမျိုးရောက်သွားအယုတ်ပြင်းပြင်းနဲ့မစားနိုင်မတောင်းနိုင်စိတ်သောကတွေရောက်ပြီးတော့တပိမ့်ပိမ့်တလိမ့်လိမ့်စိတ်ထောင်းတော့ကိုကြည်ဆိုတဲ့ပုံစံကြီးဖြစ်တောကနှလုံးသားကိုလောင်တဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ကတဖြည်းဖြည်းပိန်ချုံပြီးနောက်ဆုံးကျတော့ဒီစိတ်နဲ့ပဲပြန်တော်မူသွားတဲ့အခါကျတော့နှစ်ပေါင်းများစွာငရဲကြသွားရှာငရဲမှာခံရရှာအဲ့ဒီနှစ်ပေါင်းများစွာငရဲခံပြီးတဲ့အခါရက်ခလို့ဆိုတဲ့အမတန်ဆင်းရဲတဲ့ပြိတ္တာဘလူမျိုးသွားပြီးတော့ဘဝ900ဖြစ်တယ်သူတခါတည်းလှုပ်ခဲ့တာအစာတခါတည်းမကြွေးခဲ့ပဲနဲ့လမ်းသွန်ပစ်ခဲ့တာသူများပုံရရမယ်လတ်လပါကိုသူဟန်တားခဲ့တဲ့အတွက်ကြောင့်အဲ့ဒီဘဝပေါင်း900ဘလူတွေကြီးဖြစ်တဲ့ထဲမှာတခါပဲဝအောင်စားရတယ်တဲ့နော်တခါတည်းပဲဝအောင်စားဖို့လေအဲ့ဒီကနေသေတော့ခွေးဘဝ900ဖြစ်အဲ့ဒီခွေးရလည်းပဲဟိုကားကြီးနဲ့အိမ်မှာအလှမွေးတဲ့ခွေးမျိုးမဖြစ်ဘူးခွေးလေဟိုမိုက်ပုံးနိုင်ဒီမိုက်ပုံးနိုင်စားရတယ်မရှိဘူးဝါရတယ်မရှိဘူးဟိုကဲနဲ့ပြစ်ထုတ်ဒီကဲနဲ့ပြင်းထုတ်အဲ့ဒီလိုခွေးဘဝမျိုးမှလည်းပဲဘယ်တော့မှဗိုက်ပြီးအောင်မစားရဘူးလေတခါတော့လူတယောက်ကအံသွားတဲ့အံပတ်တွေကိုသူတခါစားလိုက်ရတယ်ဝါအောင်အတိတခါပဲစားဘူးလေနှစ်ဘဝပေါင်း900ဘဝ1000မှာတဘဝမှာတစ်ချိန်ပဲစားခဲ့ရဘလူဘဝ900ရှိတဲ့ထဲမှာ900တဲကဒါတဘဝလုံးဝအောင်စားတာမဟုတ်ဘူးအဲ့ဒီဘဝတဲကတစ်ချိန်ပဲစားခွေးဘဝ900ဖြစ်တဲ့ထဲမှာတစ်ခုသောဘဝမှာတစ်ချိန်ပဲစားခဲ့ရတယ်ကျန်တဲ့ချိန်ကဘိုင်ဟောင်းလောင်းနေပဲနေရတယ်လောက်ကြောက်စရာကောင်းတယ်ဆိုဒါတန်တရားကအမှားတွေသူလုပ်ခဲ့တာပေါ့နောက်ဆုံးကျတော့သူဘယ်လာဖြစ်တယ်လို့ဆိုရသော်ဘုရားပွင့်တဲ့အချိန်မှာတာဝတိမျိုးနဲ့မလမကန်ကောသလတိုင်းနဲ့အင်ဂျီ1000ရှိတဲ့တန်ခါရွာအဲ့မှာသွားပြီးတော့သူတရေတီးတယ်ပေါ့အဲ့လိုတရေတီးတဲ့အခါမှာသူတရေတီးတာအဲ့ဒီရွာထဲမှာသူတရေတီးတဲ့အချိန်ကစပြီးအဲ့ဒီရွာလူတွေလုပ်ငန်းကိုင်တာအဆင်မပြေဘူးလို့ရှိရင်ဒီငါးသေးသေးလေးကစမှာမဟုတ်ငါးကြီးဆိုတော့ဘယ်တော့မှဖမ်းလို့မရဘူးဒါတွေမကဘူးရွာမီးလောင်တာ9ချိန်နဲ့သူရောက်လာမှဖြစ်တာဒါသူ့ရဲ့ဒီထဟတ်မှုတွေမိဘရဲ့အရှိန်ဟတ်မှုတွေလို့ပြောဘယင်ကနေအဲ့ဒီရွာကလူတွေတက္ကະလူတွေထန်တက်တာ9ချိန်ထန်တက်ခံဆင်းရဲရတဲ့ထဲမှာထန်ငွေတွေပေးဆောင်ရတယ်ဆိုတော့ပို့ပြီးတော့ဆင်းရဲကြအဲ့တော့လူတွေကစဉ်းစားကြတယ်တို့ရွာတစ်ခါမှဒီလိုဖြစ်ဘူးမကောင်းတဲ့လူတော့ရှိနေပြီနဲ့တူတယ်ပေါ့ဆိုပြီးတော့ရွာကိုခွဲလိုက်တယ်50-50ပေါ့900စီ900စီခွဲလိုက်တဲ့အကြခွဲလိုက်တဲ့အခါကျတော့သူ့မိသားစုမပါတဲ့အိမ်900လူတွေကအကုန်အလုပ်ခံတွေခွဲလိုက်တဲ့နေ့ကစပြီးအဆင်ပြေလာတာအကုန်စီးပွားရေးတရရဲ့တက်ငါးတွေမိဟိုပြပိုင်းကတော့ထုံးစံတိုင်းပဲအဲ့ဒီဒုက္ခတွေရောက်ဒါနဲ့အဲ့ဒီခြံတဲ့ဘက်ကိုတခါထပ်ခွဲနဲ့ဒါသေးကြပြီးမကောင်းတဲ့လူရှိတယ်ဆိုထပ်ခွဲရင်ကနေနောက်ဆုံးမှသူတို့အိမ်ထဲပဲကျန်တော့တဲ့အဆင်ရောက်